အားလုံးပဲမင်္ဂလာပါခင်ဗျအေဂျင့်နဲ့ဆောင်းရသည်လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့တော့ကျွန်တော်ကအပြင်းပြေခရီးလေးတစ်ခုကိုထွက်မှာဖြစ်ပါတယ်ဗျအဲ့ဒီခရီးလေးကကျွန်တော်ရဲ့တကူတော်ခရီးလေးပဲဖြစ်ပါတယ်ဒီတကူတော်ခရီးလေးကိုစောင့်ကြည့်ပေးကြပါဦးဗျနင်းနေကြပြီဘလောက်တော့အေးနေလဲဆိုရင်တစ်ချက်လောက်ကြည့်လိုက်ပါအောင်တော်တော်လေးကိုမှနင်းနေကြရနော်ဟေးခိုင်ချစ်တော်ကြီးငါမေ့နေတာဟဲ့တစ်ချက်လောက်ကြည့်လိုက်ပါအောင်ဗျာကျွန်တော်ရဲ့ချစ်တော်ကြီးကျွန်တော်နဲ့အတူတူခရီးသွားမဲ့ကောင်းကြီးပါဗျာအိုးစားကောင်းမဲ့ပုံလေးပါပဲနားနေတော့ခဏအကျော်လော်ချက်ပြုတ်နေပါတယ်ကြည့်ကြပါဦးနင်းနေကိုတော်တော်လေးထုတ်ထဲနေရနဲ့နောက်တစ်ခေါက်နားပြန်ပြီပေါ့နော်နားနေရင်လည်းချက်စားတယ်ပေါ့ဗျာဟောတို့ကြောက်နေလားကျွန်တော်အဲ့လောက်ကြီးလဲမကြောက်နေပါဘူးမောင်မင်းကငါတို့တိုင်းပြည်ကိုဒုက္ခဖြစ်ပြီးရောက်လာတယ်လို့ပြောတယ်အဲ့ဒါဟုတ်သလားမင်းကတကယ်ဒုက္ခရောက်လာတယ်လို့ဆိုရင်ငါတို့အားလုံးကကူညီပေးဖို့အသင့်ပဲနားလဲသလားမင်းငါတို့ကိုကြောက်စရာမလိုဘူးမင်းရဲ့ဖြစ်ပျက်တွေအားလုံးကိုငါတို့ကိုပြောပြလို့ရတယ်မှန်ပါတယ်ရှင်မင်းကြီးမုံမတ်တွေပြောတဲ့အတိုင်းပါပဲခင်ဗျာဒီကိုထားလာပါကလေးရေခဲပြင်းကြီးကကျွန်တော်ကိုကူညီမယ်လို့ပြောလိုက်တယ်ကျွန်တော်အရန်ပြောတယ်ဗျာဒါတွေကကျွန်တော်ရဲ့ညီကိုတွေဖြစ်သွားကြပါပြီသူတို့ကပဲကျွန်တော်ကိုလမ်းပြပေးမှာပါโอ้ဒီနေရာလေးကအရန်ကိုလှပနေတာပါပဲဗျာကြည့်လိုက်ပါဦးနန်းတော်ကြီးကခန်းနားနေငါတို့တွေ့ထားတာဒီနေရာမဟုတ်ဘူးအနောက်ကျောင်းကိုပြန်ဆုံးမယ်အခုအချိန်တွေအားလုံးကကျွန်တော်ကိုပြန်နိုင်ဖို့အတွက်ရေခဲပြင်းကြီးကကူညီပေးနေတာပါအခုတော့ကျွန်တော်ပြန်ဖို့အတွက်ရေကုတ်သင်းမိုးတစ်စီးကြီးရသွားပြီဖြစ်ပါတယ်ကြည့်လိုက်ပါဦးဗျာ
ဒီရင်ကိုသင်္ဘောကြီးอ่ะဆိုရင်နှစ်ထန်းတော်တော်ကြာရှိနေတာပေါ့နော်အရှင်မင်းကြီးရဲ့ကျေးဇူးကြောင့်ရတာပေါ့ဗျာကဲအထဲထဲကမောင်းလို့ရသေးလားကောင်းသေးလားတစ်ချက်ချိုးကြည့်ကြမယ်ဗျာမင်းလေးရက်ကိုပြန်ဖို့အတွက်ကတော့စီလဲအေးအေးဆေးဆေးလုံလောက်တယ်အကုန်လုံးတတရရပဲကျေးဇူးအများကြီးတင်ပါတယ်အရှင်မင်းကြီးရဲ့ကျေးဇူးကျွန်တော်ဒီတက်တက်မမေ့ပါဘူးမြေပုံမှာပြထားတဲ့ຢာတွေကိုတေချာလေးကြည့်ပြီးတော့မောင်းကြည့်နေတယ်ပေါ့နော်ရောက်တော့ရောက်ပါပါရေပေါ်တော့ရောက်ပြီတာရေကျေးရရောက်တော့မယ်ဟာယာအဖြစ်ပြက်တွေအားလုံးကတော့အလို့ပါပဲငါကောင်းလို့ရေမပြောချင်တော့ပါဘူးကွာကဲအမတ်တရားတွေနားထောင်ရင်ပြောရင်စားကြတော့ကြမယ်ချီရမင်းလည်းကိုယ်ကိုလွမ်းနေတယ်မို့လား အင်းပေါ်လွမ်းတာပေါ့